မင်္ဂလာပါဘိုးတိုင်းပြင်းကြီးကိုဒုတိယပိုင်းလေးဆက်ပြမယ်နော်ground line မှာမီတာဆက်ထားတယ်မီတာရဲ့အနှုတ်ကိုဆက်တယ်အပေါင်းနဲ့ကျွန်တော်လိုက်ထိုင်မယ်နော်ဆက်နှစ်ဖို့ရှိတာလည်းသိပြီဟိုလျှက်စီးရလည်းမရှိဘူးကော်လိုက်တာလေးကိုပြန်ပြီးလုတ်တက်လိုက်တယ်ပေါ့ဗျာလုတ်ကိုကော်လိုက်တာမှာ LED တက်ထားတယ်အခု LED ကမလင်းဘူးဆိုတာကော်လိုက်တာကားရင်မစီးလို့ကော်လိုက်တာကားရင်မစီးချိန်မှာဒီမှာလည်းဘိုးမရှိဘူးနော်0ဘို့နော်ဒါရှင်းတယ်နော်ဘာလို့လဲဆိုတော့လျှက်စီးမစီးတဲ့အခါမှာသူက ground နဲ့ဆက်ပြီးတော့ဒီကနေလျှက်စီးလည်းမရှိဘာမှမရှိဘူးဆိုဘိုးအားမရှိဘူးနော်ဒါ emitter မှာဘိုးအားမရှိဘူးလျှက်စီးမရှိရင် emitter ဘိုးအားမရှိဘူးအဲ့တော့ဟိုကျွန်တော်တို့ကမီတာနဲ့တိုင်းပြီးရင် emitter မှာဘိုးမရှိဘူးဆိုရင်ဒီ emitter ကလုံးဝ ground နဲ့ဆက်ထားတာလည်းဖြစ်နိုင်လို့ racer ရှိရတာနဲ့ခုခံမှုရှိရတာနဲ့ဘိုးမပေါ်ဘူးဆိုရင်current emitter current မစီးဘူးဆိုတာကိုကိုကသိရမယ်အဲ့ဒါမျိုးတွက်တတ်ရမယ်အခုဘိုးမရှိမစီးဘူးအခုစီးတဲ့အခြေအနေပြောမယ်နော်ဘယ်လိုလဲဆိုတော့ base ကိုဆက်လိုက်ပြီဟုတ်လားbase ကိုဆက်လိုက်အောင်မှ LED လေးလင်းသွားပြီနော်တွေ့ရမှာတွေ့မယ်ထင်နော် LED လေးလင်းသွားပြီနော်base ကိုဖြုတ်လိုက်ရင် LED ကပိတ်သွားပြီနော်ဟုတ်ပြီနော်အဲ့တော့ base ကိုဆက်လိုက်ရင် LED လင်းတယ်ခုနက emitter မှာဘိုးမရှိဘူးcollector ကားရင်နဲ့ emitter ကားရင်ကတူတယ်လို့ယူဆလိုက်ပါဗျာတကြောတဲ့စီးတဲ့အချိန်မှာဟုတ်လားဒီမှာ emitter ဘိုးအားပေါ်မလာဘူးလား 4.2 ဘို့ရှိတယ်နော်အဲ့တော့ base ကိုတိုင်းကြည့်မယ် base ကဘယ်လောက်ရှိလဲ 4.7 အဲ့တော့သူများတဲ့ထဲကနေတဲ့ဟာလောက်ပြီးတော့များတဲ့မှာအပေါင်းတန်ဖို့တက်လိုက် 4.9 နဲ့ကဘယ်လောက်လဲခုန 4.9 နဲ့က2နှုတ်လိုက်ရင်6ရဲ့2နှုတ် 0.7 ပေါ့နော် theory ကလည်းbase နဲ့ emitter junction ဖို့က 0.7 ဟုတ်လားကြိုက်တယ်နော်ခွတ်တိုင်းလို့လည်းရတယ်နော် emitter နဲ့base ဆိုအခုက ground ကနေတိုင်းတဲ့အခါကျတော့ potential difference အနေနဲ့နှုတ်ပေးရတယ်နော်ဒီမှာနော်အခုဒီကောင်ကိုကျွန်တော်ပြမယ်နော်ဖြုတ်လိုက်ဟုတ်လားဒီမှာတိုင်းကြည့်ရင်ဒါဟောပေါ့ supply ပုံနီးနီးပေါ်တယ်နော်အခုဘာဖြစ်လို့ရော့နေလဲဆိုတော့မီတာမှာလည်း loading effect ရှိတယ်နော်ဒီမီတာလေးကမရှိတဲ့ဟာဆိုရင်ရတယ်နောက်တစ်ခါနော် base biasing တစ်မျိုးပြောပြမယ်နော်ဒါ collector ပေါ့နော် collector မှာrazor တစ်ခုကိုcollector မှာချိတ်တယ်ဟုတ်လား collector မှာဟို razor ရဲ့တစ်ဖက်ကိုချိတ်တယ် base ကိုပေးမယ်ဟုတ်လားအပေါင်းကိုတဆင့်လာမယ်သူကတော့ခက်ဟုတ်နော်အပေါင်းကိုတဆင့်လာပြီးတော့ base ကိုပေးလိုက်ရင်ဒါ current feedback bias နော်လင်းတယ်နော်တွေ့လားbase ကို biasing ပေးလိုက်ရင် forward biasing ပေးလိုက်ရင် collector current စီးတယ်ဒါဆိုသိရတယ်နော်အခုအဲ့လိုလင်းတဲ့အချိန်မှာဘိုးအားတိုင်းကြည့်လို့လည်းရတယ်နော်ဘိုးအားတိုင်းကြည့်ရင်ဒီကောင်လည်းအဲ့လိုပဲပေါ့ဗျာခုနကတော့လို့ 0.7 လောက်တော့ရှိရမှာပေါ့ဟုတ်သူကတော့တိတ်မရှိဘူးနော်ဒါပေမဲ့ဒီနဲ့ရှင်ရင်တော့ရှိမယ်ဟုတ်လားဒီခါကျတော့မတူဘူးနော်ဘိုးအားတန်မိုးတွေပြောင်းသွားတယ်အဲ့ဒါတွေကဟိုအခုတွေ့လားခုနက collector မှာတိုင်းကြည့်တော့ဘိုးအားဘာရှိလဲဟို supply ဘို့နီးပေါ့ဗျာ30ကျော်ရှိအခုကြမသွားဘူးလားဒီကောင်ဆင်းလိုက်ရင်ကြတယ်ဟုတ်လားဒီကောင်1ဖြစ်ရင်ဒီကောင်ကတကယ်တော့0ဖြစ်တယ် emitter racer သာမရှိရင်ဒီကောင် ground ထိဆွဲနိုင်တယ် switch transaction နော်အခုနော်ဒီမှာပြရနော် collector မှာတိုင်းနေအဲ့ဒါ base ကိုဖြုတ်လိုက်ဘာဖြစ်လဲဘိုးကပြန်တက်လာဟုတ်လားအဲ့ဒါဆိုရင်ရှင်းပါရနော်